မင်္ဂလာပါကျွန်တော်ဒီနေ့တော့ကျွန်တော် desk ကိုပြန်မှာဖြစ်ပါတယ်အမှားတော့မရှိပါဘူးနည်းနည်းရှင်းအားဆိုတော့ပုံလေးတုပ်ထားနည်းနည်းတန်ရှင်းလေးလုပ်ထားတယ်ဆိုတော့နေတော့မပွားနေဘူးပုံမှန်ဆိုတော့ရှုပ်ပွားနေပါစားတွေလည်းနဲ့အောက်ထားတာဆိုတော့ဘာလို့လဲစားလုပ်နေတာစားလုပ်ရင်းနဲ့ဖိုက်စားလို့ပုံစားတာဒီမှာကတော့ကျွန်တော်ရန်ကုန်ရောက်ခါစားတနေ့ကအလုပ်လုပ်ညဘာမှစားစရာမရှိဖိုက်စားပတ်ဆက်လည်းမရှိနေဒီမှာစားခဲ့အခုတော့ဒီမုံတွေးလို့ပြန်စားတာရေတော့တစ်ခါစားရင်တလုံးအခုဘိုင်လက်တိတ်မစားဘူးလားဒီကုံတော့တော့ထိုင်စားလို့ရကလန်နာရှိပါတယ်ဒါတော့ Seagull 5ပါ movement လဲရမှာမလဲနိုင်ရင်ပြင်ပြထားမှာဘာမှရှိပါဘူးဒါပဲကျွန်တော် desk ကတော့စဉ်းစားနေရပါတော့ desk ကိုရှိတယ်ဆိုတော့ကျွန်တော် map movements ဝယ်စီရင်ကောင်းမလားစဉ်းစားဒါပေမဲ့အများတိုင်းထိုင်နေဖို့အချိန်မရှိတော့မတ်ဖို့အဲပဲခြာရမှာโอเคဒီလောက်ပါပဲကိုနိုင်ပါပုံစားလိုက်ပါ